အမှားတရားကိုသိဖို့ဆိုတော့တည့်ရဲ့ပညာတရားထဲမှာဘုရားသခင်နဲ့ပတ်သက်ပြီးဒီဟာအောင်းမြတ်ခြင်းတွေကိုတိုင်းခြားစွာသိနာလေခြင်းကိုဉာဏ်လို့ခေါ်တာစွတ်တောင်းမသိတယ်မတောင်းအဲ့ဒါဉာဏ်မရှိဘူးကျန်စာဘာမှသိတယ်မဖတ်ဘုရားအကူကမသိတယ်အမကုန်ထင်ရကိုလုပ်တာအဲ့ဒါမျိုးမဟုတ်ဘုရားငါးပါးဆိုအရေးကြီးတယ်ဒါရေးထားတဲ့ဒီဟောဒီကျမ်းစာအားလုံးဟာဒါပညာပဲဝိညာဉ်နဲ့ပဲလာတဲ့ပညာတောင်းကပုံသေးမဟုတ်ဒီတစ်ကြောင်းဟာအရှင်ဖြစ်တယ်မတ်တဲ့ခန်းကြီးခုနှစ်အငယ်ခုနှစ်တောင်းကြတော့တောင်းရမယ်ရှာလို့ရှာရင်တွေ့မယ်တကောက်ခောက်ကြတော့ခောက်ရင်ဖွင့်ပြီဆိုတဲ့အဲ့ဒီစကလုံးသုံးလုံးကပုံသေးမဟုတ်အရှင်ဖြစ်တယ်အဲ့ဒါအောင်ဘုံမလို့အလိုက်တိဖို့လို့လေအဲ့ဒါကပုံသေးဖြစ်မစကပုံတန်ဃာနာနီတန်ဃာမုတ်ဆိုးရာနီမုတ်ဆိုးဒီစကားတွေအသေးဒါကတော့ရည်ရွယ်ချက်တစ်ခုကိုပြောနေတာဖြစ်တယ်ဒါပဲခေတ်အဆက်ဆက်ပြောင်းသွားမယ်အဲ့ဒီစကားနဲ့အဲ့ဒီအတိတ်ပဲမပြောင်းတာပဲဒီတဲ့စကလုံးကပုံသေးမဟုတ်ဘူးအခုခမရဒီလိုကြားတယ်နောက်တစ်ခါတခြားနားလဲမယ်ခုတင်ဒီလိုနားလဲတယ်ဒါပေမဲ့နောက်တစ်လားလောက်နေနောက်ထပ်တခြားဆိုင်နဲ့နားလဲမယ်တစ်နှစ်လောက်နေတခြားပုံစံနဲ့ပြန်နားလဲမယ်ဘူးဒီကောင်းလားနေကောင်းတယ်ဒီစကားကအဆက်ဆက်ဒါပဲလာမှာဒီထက်နဲ့နေတဲ့ definition မရှိတော့တောင်းကြတော့တောင်းနေရမယ်အဖေမဲ့အဲ့ဒီထဲမှာသူပြောချင်တဲ့ဖွင့်ပြချက်တွေ definition တွေကမတူဘူးပတ်စာလာဆောက်ဒါကဒီချမ်းစာထဲကပဲရေးထားတာပဲဒီလိုရေးချလိုက်လို့ဒီချမ်းစာရဲ့အဓိပ္ပာယ်ကုန်သွားလားလို့ပြောမကုန်ဘူးအဲ့လူတွေကထက်ရေးနေလေတယ်မချမ်းစာတော့ဘဝဖြစ်တယ်တမချမ်းစာဆိုတာကပုံသေးမဟုတ်ရှင်နေတဲ့အရာပဲဟာလေလုယာအာမင်